အားလုံးပဲမင်္ဂလာပါထိုက်ကဒီနေ့လိုက်ပြပေးမှာကတော့ဒါ Dubai Island လို့ခေါ်တဲ့ Red Luxury Island မှာဆိုလို့ရှိရင်ဘယ်လိုအပပတ်မျိုးလေးอ่ะဘယ်လိုပုံစံမျိုးလေးရှိလဲဆိုတာကိုလိုက်ပြပေးချင်တာဖြစ်ပါတယ်ကဲဒါကတော့ entrance ကနေပြီးတော့ဒါ kitchen ရှိမယ်ဒါစားတောက်တဲ့ counter တွေပဲရှိမယ် living room ရှိမယ်အဲ့ကနေမှဘယ်အချက်မှာဆိုလို့ရှိရင် master bedroom တစ်ခန်းရှိမယ် master bedroom ကလည်းကြီးလိုက်ပါဒီလိုမျိုး fully fitted အပြည့်စုံအကုန်လုံးပါမယ်အဲ့ဒါပြင်မှာအရန်မိုက်တဲ့အချက်လေးရောဒီမှာကြည့်ပါဦးဒါ walk-in wardrobe ပေါ့နော်အဲ့ဒါပါမယ်။ဘာချက်မှာကိုယ့်ကိုအလှမဲ့ပြင်းရင်ဘာညာကွတ်အတွက်အဆင်ပြေမယ်။ပြီးတော့လို့ရှိရင်ဒီမှာရေချိုးကန်းပါမယ်။ဒီမှာ toilet ပါ။ကဲအဲ့ဒီကနေမြင်မြန်လေးထွက်လိုက်မယ်။သူ့ရဲ့ size ကိုလည်းကြည့်လိုက်ပါဦးဒါ။လုံးဝအခြေကြီးပဲပေါ့နော်။ Okay ဒီဘက်ကနေသွားလိုက်မယ်ဆိုလို့ရှိရင်ကျတော့ဒီ furniture အကုန်လုံးကဒါအဲ့ project ထဲမှာပါထားပြီးသားပေါ့နော်။ကိုကထုတ်လေးဆွဲပြီးတော့ကိုယ်အဝယ်စားလေးနဲ့ဝင်နေရုံပဲ။ပြီးရင်ဒီမှာ gas ရတော့ washroom ပါမယ်။အဲ့တော့ကိုကအဲ့ဒီလာတဲ့ချိန်ကျလို့ရှိရင်ကိုယ်အခန်းထဲက washroom ပေးသုံးကြမလို့တော့ဝင်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါဒီဘက်ချမ်းမှာဒါ master bedroom အကြီးပါမယ်ဒီဘက်မှာ washroom ရှိမယ်ဒါbathtub လေးလည်းပါအောင်မယ်ဒီမှာလည်း stand alone shower လေးပါပြီးတော့လည်းဒီမှာ master bedroom အကြီးထပ်ပါအောင်မယ်ကဲဘယ်လောက်တောင်များ spacious ဖြစ်လိုက်လဲကြည့်ပါဦးပြီးရင်ဒီမှာအမိုက်ဆုံးကတော့ walk-in wardrobe အကြီးပါမှာဖြစ်ပါတယ်ကဲအဲ့တော့အရင် luxury ကြားရဲ့ island ပေါ်မှာဒါ luxury ကြားရဲ့ living style မျိုးနဲ့နေခြင်းနဲ့ကိုယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်ထိုက်ပါမှာ comment လေးမှန်ခဲ့ဒါမှမဟုတ် CV လာရောက်ဆက်သွယ်ပြီးတော့ investment လုပ်မယ်နော်